လွတ်မြောက်ခြင်းရတာခံစားနေရဆိုဘာခံစားလဲဆိုတော့ပုံကျဲခံနေရတဲ့ရတာပဲခံစားနေရပါလေလွတ်မြောက်သွားလို့ပုံကျဲခံရတာလေမလွတ်မြောက်တဲ့လူကပုံကျဲမခံရဘူးဆိုတော့လွတ်မြောက်ခြင်းရတာခံစားခြင်းသေးရလားပြိတ္တာကြီးဆိုရင်မခံစားခြင်းမဟုတ်ဖျားပဲဖြစ်မှာပေါ့အားလုံးပဲမင်္ဂလာပါဒီတိုင်း report နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မင်းသားမျိုးသိန်းတိုက်ပွဲမှာကျွန်တော်ရောက်နေတဲ့အချိန်မှာကိုရောမန်နဲ့အတူတူဒီမျိုးကိုသိမ်းပြီးတဲ့နောက်ပိုင်းမှာသူတို့တွေအနေနဲ့ဘယ်လိုမျိုးတွေလုပ်ကြမလဲကိုမျိုးနယ်ကိုဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲဘာတွေပြင်ဆင်မလဲဆိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကိုရောမန်ကျွန်တော်ပြောပြထားတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတချို့အချက်လက်တွေအနေနဲ့ဆိုရင်ဒါသူတို့ဒေတာကိုစစ်ကောင်စီလက်အောက်ကနေလွတ်မြောက်သွားတဲ့အချိန်မှာလမ်းဘက်ဆက်သွယ်ရေးတွေကောင်းမှုစီးပွားရေးကုသရေးဝယ်ရေးတွေပုံမှုလှုပ်ဆောင်နိုင်မှုအတွက်ကိုသူတို့အနေနဲ့အများဆုံးအကောင့်တွေဖော်မယ်အကောင့်ဆုံးကြိုးစားမယ်ဆိုပြီးတော့သူ့အနေနဲ့ကျွန်တော်အင်တာဗျူးမှာပေးခဲ့တယ်ပေါ့နော်ဆိုတော့အခုဆိုရင်ဒါမင်းတက်မျိုးသိမ်းခဲ့တာဆိုရင်ဒါဆယ်လာနီးပါးဖြစ်သွားပြီပေါ့နော်တိုက်ပွဲတွေပြင်းထန်ပြီးတော့မြို့လည်းတော်တော်များများပျက်စီးသွားတယ်အဲ့ဒါပြီးတဲ့နောက်မှာစစ်တပ်ကလည်းလုံးဝမင်းတက်မြို့နယ်ထဲမှာလုံးဝမရှိတော့ဘူးပေါ့နော်အခုဆိုရင်ဒါမျိုးသိမ်းပြီးတာဆယ်လတာကာလရှိသွားပြီပေါ့နော်ဆိုတော့မင်းတက်မြို့နယ်အနေနဲ့စစ်ကောင်စီလက်အောက်ကနေလွတ်မြောက်သွားပြီးတော့ဘယ်လိုမျိုးအခြေအနေတွေရှိလဲဘယ်လိုမျိုးတိုးတက်ပြောင်းလဲလာလဲသူတို့တွေဘာတွေများလှုပ်ဆောင်နိုင်ခဲ့လဲဆိုတဲ့ဟာကိုရောမန်နဲ့မင်းမြန်းထားတာကိုနားထောင်ရမှာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာသူတို့တွေအနေနဲ့ဘာတွေကြုံတွေ့နေရလဲသူတို့တွေဘယ်လိုမျိုးတွေလှုပ်ဆောင်နေလဲဘယ်လိုမျိုးအခြေအနေရှိနေဆိုတဲ့ဟာကိုရောမန်ပြောပြထားတာလေးကိုနားထောင်ကြည့်ကြပါဦးဘယ်လိုပြောမလဲကျွန်တော်တို့ဒီမြို့သိမ်းပြီးရင်ဦးစားပေး rule of law ပေါ့နော်ပြောချင်တာကျွန်တော်တို့လိုအပ်ရင် curfew ပါထုတ်မယ်ပေါ့တလထလောက်ပေါ့နော်ဆိုတော့ကျွန်တော်တို့မြို့တကယ်လဲသိမ်းပြီးတော့curfew တော့ထုတ်ဆက်မလို့ဘာလဲဆိုတော့လူတွေကမလုံခြုံသေးတာပေါ့မြို့သိမ်းတယ်ဘက်မှာတောက်လျှောက်လေရင်ကြီးကျဲထားတော့မြို့လဲသိမ်းပြီးတော့လူတွေပြန်မလာကြသေးဘူးတဖွဲတယောက်စာနှစ်ယောက်စာပေါ့နော်အဲ့လိုမျိုးလေးပြန်လာတယ်ဆိုတော့ကျွန်တော်တို့ကလူပြန်လာအောင်စောင့်နေဒီကြားထဲမှာကျွန်တော်တို့ဒီရဲတပ်ဖွဲ့ပေါ့ police force ဆိုအရင်တော့ကကျွန်တော်တို့တမျိုးနယ်လုံးမှာရောက်20လောက်ပဲရှိတယ်ဒါတော့မှအမြဲတမ်း ready station မရှိဘူးလေနော်သူတို့ရဲ့အာလက်နဲ့ခင်းရန်အရာစားဝတ်နေကြီးရမထောက်ပံ့နေတာရှိတာဆိုတော့ကျွန်တော်တို့ပြီးတာနဲ့police force ကိုကျွန်တော်တို့လုံးဝပြန်ဆူဆီးလိုက်တော့ကျွန်တော်တို့ဒီထဲမှာရောက်90နီးပါးရှိသွားပြီတမျိုးနယ်လုံးတိုင်းတာနဲ့ပေါ့နော်အဲ့လိုဆိုတော့ပြီးတော့မှကျွန်တော်တို့ဆိုင်ကယ်တွေဝယ်ပေးတယ်လက်နဲ့ခင်းတွေတက်ဆင်ပေးတယ်ယူနီဖောင်းတွေဝယ်ပေးထားတယ်အဲ့လိုဆိုတော့အခုကမြို့နယ်မှာတစ်ခုဖြစ်ပြီဆိုတာနဲ့ချက်ချင်းသွားအရင်တော့ကလိုမျိုးရက်ထဲရွာတွေကမဟုတ်ဘဲနဲ့ပေါ့နော်ယူနီဖောင်းနဲ့သူ့မှာတနက်နဲ့သူ့ရဲ့ training နဲ့ပေါ့နော်သွားတယ်စီးတဲ့တာဝန်ယူတယ်ခေါ်လာတယ်အဲ့လိုမျိုးပေါ့ဆိုတော့မြို့တွန်းမှာလောလောဆယ်ထိတော့ rule of law ကောင်းတိဆောက်ထားနိုင်တယ်rule of law ပြီးဒီ crime rate တွေလုံးဝဘယ်လိုပြောမလဲ crime တော့ရှိနေမှာပဲဒါပေမဲ့ဒီ5-6လမှာ crime ကနည်းတယ် crime ကနည်းနည်းပဲရှိတဲ့အထက်မှာတော့မရှိတဲ့ crime ကဘယ်တော့မှတရားခံလွတ်ပြေးနေတာတို့မဖမ်းဆီးနိုင်တာတို့တခုဖြစ်သွားရင်ဘသူကိုတရားမှန်းလည်းမသိတာတို့အဲ့လိုမျိုးမကောင်းမှုကျူးလွန်တဲ့လူကလည်းပဲသူကသူ at large ပေါ့သူလွတ်နေတာမျိုးမရှိဘူးဟိုနေ့ကခက်ရမှုဖြစ်တယ်တားထုံမှုဖြစ်တယ်ဖမ်းမိတယ်ဟိုနေ့လူတက်မှုတစ်ခုဖြစ်သွားတယ်ဟိုတော့လောကဖမ်းမိတယ်ရတဲ့ကြောင်မှာတစ်ခုဖြစ်ကျွန်တော်ခေါ်ပြီးမှအဲ့လိုဘာညာဆိုတော့ rule of law ရှိနေတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီတန်ရမှာကျွန်တော်တို့ဒီလမ်းနေပြန်ပြင်ချင်တာရှိတယ်လမ်းနေပြင်မယ်ဘာပြင်မယ်ဆိုတော့အခုမိုးတော်ရွာသွားတော့လမ်းပြင်ဖို့မှာကကျွန်တော်တို့ကဝင်ငွေအခက်အခဲရှိတာပေါ့ပြောချင်တာကအရင်တော့ကကျွန်တော်တို့ဝင်ငွေအနေနဲ့အများကြီးတူကျွန်တော်တို့အိမ်ခွန်ရေခွန်ဆွဲမှာခွန်ကောက်တယ်အဲ့ဒါခွန်နဲ့ကျောင်းပညာစတဲ့မျိုးလုပ်တာပေါ့လေအခုကမြို့သိမ်းတိုက်ပွဲမှာကျွန်တော်တို့ကတယောက်တသိန်းစီထည့်ခိုင်းထားတော့ကျွန်တော်ဒီ2025ခုနှစ်ကိုအိမ်တိုင်းကိုကျွန်တော်ခွန်ကင်းလို့ခွန်ပေးထားလိုက်တယ်ဆိုတော့ဘာခွန်မှမရှိတော့တဲ့အတွက်ကြောင့်ကျွန်တော်တို့လမ်းနေပြင်ချင်တာအခက်အခဲရှိတယ်တရားတွေတန်ဆောက်ချင်တာအခက်အခဲရှိတယ်မြေပြိုရှင်းချင်တာအခက်အခဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့တစ်ဆက်တည်းမှာလည်းပဲကျွန်တော်သုံးပန်းနေအများကြီးရှိလာတယ်သုံးပန်းနေစားဝတ်နေတာဝန်ယူပြရတယ်သုံးပန်းနေကျန်းမာရေးတာဝန်ယူပြရတဲ့အပိုင်းတွေရှိတယ်အဲ့လိုမျိုးလေးတွေပေါ့အခုဆိုကျွန်တော်တို့မြို့ပေါ်မှာပဲចောင်းလေးတွေကြိုကြပြန်ဖွင့်နေစေးရုံစေးခန့်နေဖွင့်နေခုနမနေ့ညဆိုရင်မြို့သိမ့်ပြီးတိုင်ပြီးမှမနေ့ကညနှလုံးကျဲတာနဲ့အပါပေါ့နော်ကျွန်တော်တို့ဆိုရင်မင်းတပ်မြို့နယ်ဒီတမြို့နယ်လုံးမှာ184ကြိမ်ခုနှစ်ဆို186ကြိမ်ပေါ့ပုံကျဲခံရတယ်အဲ့လိုမျိုးပေါ့အဲ့ဒီ186ကြိမ်ဆိုတာကတိုက်ပွဲမရှိဘူးနော်ဘာတိုက်ပွဲမှမရှိဘာပြစ်ခတ်မှုမှမရှိဘဲနဲ့လာကျဲနေတာ
မြို့သိမ်းတိုက်ပွဲတော့မှာဆိုအချိန်300ကျော်လောက်လာကျဲတယ်ပေါ့နော်ဒါတော့တိုက်ပွဲရှိလို့ကျဲတာဆိုတော့တနည်းလက်ခံသေးတာပေါ့နော်ဆိုတော့မြို့သိမ်းတိုက်ပွဲပါတိုက်ပွဲမှာထိတွေ့မှုကမရှိဘဲနဲ့ပုံလာကျဲတာဆိုရင်186ချိန်ရှိပြီမင်းတပ်မြို့ပေါ်ပဲကျဲတာဆိုရင်21ချိန်ရှိတော့ပြီမနေ့ညနဲ့ပါပေါ့နော်2025 February 20ရက်နေ့အဆိုင်မှာမနေ့ညအထိကို21ချိန်ရှိသွားပြီဆိုတော့အဓိကတော့ပုံခဏခဏကျဲလွန်းလို့ပြည်သူတွေမဝင်လာနိုင်သေးတာပေါ့ကျွန်တော်တို့မှာတော့လိုအပ်တဲ့စီကူတာမှုတွေတောက်လျှောက်လုပ်တယ်ဒါပေမဲ့ထုဝက်ပြီးလို့ရတာပေါ့ဘာလို့ဆိုတော့နည်းနည်းလူစုလူပေးရှိရင်ပုံလာကျဲတယ်ဒီကြားထဲကပဲကျွန်တော်ဒီ flu season ဆိုတော့ဖျားနာကြတာများတော့ကျွန်တော်တို့တရက်ကိုလူနာအယောက်80လောက်ကြည့်ရတယ်မြို့ပေါ်မှာဆရာဝန်4ဦးလောက်ရှိတယ်ပေါ့နော်အဲ့ဒီဆရာဝန်4ဦးနဲ့ကျွန်တော်တို့လူနာအယောက်60လောက်ကြည့်တယ်80လောက်ကြည့်တယ်ပေါ့နော်ခွဲပြီးမှကြည့်ကြတာပေါ့ဒီကြားထဲမှာလည်းပဲ operation လုပ်ရတဲ့လူနာတွေပေါ့နော်ရှိတယ်ဆိုတော့အဲ့လိုမျိုးတွေကိုထုဝက်ပြီးမှပေါ့နော်ကုသမှုပေးတာတွေရှိတယ်ပေါ့လွတ်မြောက်ခြင်းရတာခံစားနေရဆိုဘာခံစားလဲဆိုတော့ပုံကျဲခံနေရတဲ့ရတာခံစားနေရပါလေလွတ်မြောက်သွားလို့ပုံကျဲခံရတာလေမလွတ်မြောက်တယ်လို့ပုံကျဲမခံရဘူးဆိုတော့လွတ်မြောက်ခြင်းရတာခံစားခြင်းသေးရလားပြိတ္တာကြီးဆိုရင်မခံစားခြင်းမဟုတ်ဖျားပဲဖြစ်မှာပေါ့ဒီမှာကတော့ဒီလေကြောင်းတိုက်ခိုက်မှုများတဲ့အတွက်ကြောင့်ကုန်စည်ကူးသန်းရောင်းဝယ်ဖို့အတွက်ပြည်သူတွေပြန်လည်ခြေချဖို့အတွက်စိုးရိမ်နေကြတာပေါ့ဆိုတော့အများစုကတော့တစ်ဖြည်းဖြည်းတော့ပြန်နေလာကြပြီပြန်အခြေချနေထိုင်တဲ့လူတွေကလည်းပဲမြို့တွင်းမှာနေတော့ညာလည်းပဲတပတ်မှာတရက်နဲ့တော့မြို့ထဲမှာနေတယ်ပြီးတော့မြို့နဲ့နီးဝန်းကျင်ကသူတို့ရဲ့တောင်ယာခင်းဝအိုခင်းပါခင်းညာခင်းမှာအကုန်လုံးသွားပြီးမှဂျန်နဲ့9ရက်လောက်ကျတော့အဲ့လိုတောထဲမှာပဲသွားနေတာပေါ့အဲ့လိုမျိုးလေးတွေဆိုတော့ဒီကတော့မြို့ထဲမှာလည်းနေတယ်ဒါပေမဲ့အန်ဒရယ်လည်းကင်းအောင်ပေါ့နော်တောင်ယာထဲတောထဲစပားတောင်ယာစပားခင်းနေမှာပဲသွားအလုပ်လုပ်တာမျိုးပေါ့အခင်းနေဥယျာဉ်ခြံနေလောက်တာမျိုးနဲ့ပဲနေကြတယ်ပေါ့ဆိုတော့အဲမြို့တွင်းမှာကျွန်တော်ရေပြန်ရာရေးလုပ်တယ်မြို့တွင်းမှာတန်ရှင်းဖို့အတွက်လုပ်တယ်ပြီးတော့မှမြို့တွင်းအခုဆိုရင်ကျွန်တော်တို့တမြို့နယ်လုံးတိုင်းတဲ့ census population census ကောက်တာ95%လောက်ပြီးသွားပြီပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကတကယ်တမြို့နယ်လုံးမှာရှိတယ်အရင်တော့က2024တုန်းကကျွန်တော်တို့ကောက်တယ်ကောက်တော့ကြလည်းပဲကျွန်တော်တို့အဲ့တုန်းကကောက်တာကမင်းတပ်မြို့ခြံထားခဲ့ရတယ်မင်းတပ်မြို့နီးနားရွာတွေကိုခြံထားတယ်နေက population မှာကျွန်တော်ကောက်နေတယ်အခုဆိုကျွန်တော်တမျိုးနယ်လုံးမှာရှိတဲ့တောကြုံအောင်ကြမကြံ population census ကိုအပြည့်အဝကောက်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ population census data တွေပေါ်မူတည်ပြီးမှကျွန်တော်တို့အလုပ်လုပ်နိုင်တာတွေပေါ့နော် data တွေ data ချပြနိုင်တာတွေပေါ့လေဒီ population census မှာလည်းမတန်ဆွမ်းဘယ်နှယောက်နိုင်ငံခြားထွက်ခွာသူဘယ်နှယောက်အသက်ဘယ်နှစ်အရွယ်ဘယ်နှယောက်အဲ့လိုမျိုးတွေအစပေါ့လေပြီးတော့မှဒီကြီးရွာလူဦးရေမြို့နယ်လူဦးရေစစ်ပေးဆောင်လူဦးရေစတဲ့ဖြစ်ပြန်တွက်ပြီးမှပေါ့နော်အဲ့လိုမျိုးတွေလုပ်နိုင်ဖို့ကျွန်တော်တို့စူးစမ်းတာတွေရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့မျောလင်းပြီးတော့မှတစ်ဆက်တည်းမှာလည်းအခုစစ်ကြောင်းတွေထပ်ထွက်လာတော့စစ်ကြောင်းတွေကာကွယ်ဖို့အတွက်ကျွန်တော်ပြန်လှုပ်ရှားနေရတာရှိတယ်မြို့နယ်အတွင်းမှာတော့တရားဥပဒေစိုးမိုးမှုမှာလည်းအားရတယ်ပေါ့ပြောချင်တာကရဲတွေ volunteer ရဲသားတွေများလာတယ်ကောင်းကောင်း train တယ်ဒီတရားရေးကောပြည်သူရဲကောကလုံးဝ corruption free ပေါ့နော်ပြည်သူတွေကတဖြည်းဖြည်းနဲ့တရားရေးဖြစ်ဖြစ်ရဲဖြစ်ဖြစ်ဝင်ထွက်သွားလာပြောဆိုရဲတဲ့အခြေအနေမျိုးလေးရှိအောင်ကျွန်တော်လုပ်တယ်အုပ်ချုပ်ရေးမှာဆိုလဲကျွန်တော်တတ်မှတ်ထားတဲ့ဥပဒေတိုင်းပေါ့နော်ဥပဒေဒီဥပဒေတိုင်းကျွန်တော်လုပ်နေတာရှိတယ်အဲ့လိုမျိုးပေါ့ကျန်တဲ့ပညာရေးကျမ်းမာရေးကြတော့လဲမြို့နယ်နေနဲ့ဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေများတဲ့အတွက်ကြောင့်လွတ်လွတ်လပ်လပ်မလုပ်ရှားနိုင်သေးတာကျမ်းမာရေးဆိုလဲလေကြောင်းတိုက်ခိုက်မှုတွေများလို့လွတ်လွတ်လပ်မလုပ်ရှားနိုင်သေးတာပြီးတော့မှကုန်စီးပွားရေးအရာပေါ့နော်ဘယ်လိုပြောမလဲလေကြောင်းတိုက်ခတ်မှုတွေများလို့ဒီစီးပွားရေးတွေမှာလည်းပဲဘယ်လိုပြောမလဲဆိုင်တွေမဖွင့်ရဲတာလူစုလူဝေးမလုပ်ရဲတာမျိုးတွေပေါ့အဲ့လိုမျိုးလေးတွေနှောင့်နှေးနေရလဲတော့ရှိတာပေါ့ဒါပေမဲ့သူ့တိုက်တာနဲ့သူတော့ rule of law အပိုင်းကိုတိစောက်နိုင်တယ်ပြီးတော့မှကျန်တဲ့အပိုင်းကိုပေါ့နော်အုပ်ချုပ်ရေးအပိုင်းမှာကျွန်တော်ဒီ civic education တွေပေးနိုင်တယ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ဒါမျိုးလေးတော့တဖြည်းဖြည်းတော့တွန်းနေသူတို့ချီတက်နေကြတာဒီကတော့ကျွန်တော်တို့ရဲ့ဟိုဒီတိုက်ပွဲပေါ့နော်နံပါတ်1တနင်္ဂနွေလုံးတိုင်းနဲ့ကြည့်မယ်ဆိုရင်ဒါကမကျေနပ်မှုအမြင်ကမှုစိတ်ကျဉ်းကျပ်မှုပေါ်အခြေခံလာတဲ့တိုက်ပွဲမဟုတ်ဘူးဘယ်ပြောမလဲကျွန်တော်တို့မှာကကျွန်တော်တို့ယုံကြည်တဲ့ principle တွေရှိတယ်မတရားမှုမမျှတမှုပေါ့နော်ဆိုတော့ပြောချင်တာကဟိုပောက်ကွဲမှုတက်မဟုတ်ဘူးဟိုပောက်ကွဲမှုပါတော့ညာလည်းပဲကျွန်တော်တို့မှာက target တခုရှိတယ် direction ရှိတယ်
ပြောချင်တာကဒီအမြင့်တွယ်နေတဲ့စနစ်ဆိုးကိုဖျက်ရမယ်ဟိုဒါပေမဲ့ကျွန်တော်တို့ chaos ပေါ့နော် anarchy ပေါ့လေနော်အကုန်လုံးဖျက်ဖို့တည်းမဟုတ်ဘူးဒါကိုကျွန်တော်တို့မှာဟိုဒီဆောက်ချင်တဲ့အရာရှိလို့ negotiate ပြီးသား institution ကအကုန်လုံးကိုတကယ် self serving ပေါ့လေ organization ဒီ institution တခုစစ်တပ်အတက်မတော်တခုတည်းပဲ serve လုပ်တဲ့ institution မလို့ကျွန်တော်တို့မှာ parallel လဲဆောက်လို့မရတဲ့ကြောင့်ဒီ institution ကိုတိုက်ဖြတ်ရရတယ်တိုက်ဖြတ်ရတဲ့တော်လှန်ရေးမဟုတ်ဘူးဒီဟာကိုကျွန်တော်တို့ပြိုလဲပြီးအောင်လုပ်ပြီးတာ ਨੇ ဒီဟာကိုဟိုပြိုလဲအောင်လုပ်လိုက်တယ်မဟုတ်လဲဒီစနစ်ကြီးပြိုလဲသွားပြီးရတယ်ကျွန်တော်တို့ဒီဆောက်ချင်တဲ့စနစ်တစ်ခုရှိတယ်ကျွန်တော်ဒီဆောက်ချင်တဲ့ institution ကဘယ်လိုပြောမလဲတဖြည်းဖြည်းပေါ့နော်စိတ်ရှည်ရှည်နဲ့ပေါ့လေတကယ် right system system တစ်ခုအတွင်းမှာဟိုပြည်သူပြည်သားတွေကိုလည်းပဲလုံးဝ educate လုပ်တဲ့ပြည်သူပြည်သားလည်း aware ဖြစ်လာတဲ့ပြည်သူပြည်သားတွေလည်းပဲတော်လှန်ရေးမှာဒီနိုင်ငံအုပ်ချုပ်ရေးမှာကောင်းကောင်းမွန်မွန်ပါဝင်လာတဲ့ကျွန်တော်တို့အာရှမှာကျတော့ educated people ပေါ့နော် educated public ကိုအစိုးရတွေကကြောက်တယ်လေကျွန်တော်တို့လိုချင်တာက educated public ရှိတဲ့ institution ကျွန်တော်တို့တည်ဆောက်ချင်တယ် system တည်ဆောက်ချင်တယ်ဒါပေမဲ့ဒီ institution ဒီ system တဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့အကောင်းဆုံးသော institution အကောင်းဆုံးသော system က educated public ပဲ educated people ပဲဆိုတော့ဟိုဒီ institution ခိုင်မာနေလို့ပဲမရဘူးဒီ institution တွေကို check and balance ပြန်လုပ်နိုင်တဲ့ဒီ general public ကမြင့်တက်လာဖို့ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့မှာကself determination တဲ့ပေါ် autonomy တွေလိုတယ်ပြောချင်တာကကျွန်တော်ဒေတာမှာခက်ခဲကြတဲ့တယ်ကျွန်တော်တို့မှာရေအားလျက်စစ်ထုတ်ဖို့အတွက်ကုမ္ပဏီတစ်ခုလာတယ်ဒါပေမဲ့နေပြည်တော်ကနိုးပြောရင်ပြန်ခေါက်သွားတာပဲအဲ့လိုမျိုးရန်ကုန်ကနိုးပြောပြန်ခေါက်သွားတာပဲဆိုတော့ကျွန်တော်တို့လေထုမြေထုကိုကျွန်တော်တို့ပြည်သူလူထုအတွက်အကျိုးရှိတဲ့နေရာကိုကျွန်တော်တို့ကပဲ decision maker ဖြစ်ချင်တယ်ကျွန်တော်တို့ပြည်သူလူထုအကျိုးရှိမဲ့ဟာကိုကျွန်တော်တို့ကပဲလောလောလတ်လောက်ခွန်ရချင်တယ်ကျွန်တော်တို့ပြည်သူလူထုအကျိုးချင်းပြည်သူလူထုအကျိုးရှိရတဲ့ချင်းနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းဖြစ်ဖြစ်စကိုင်းတိုင်းဖြစ်ဖြစ်ရခိုင်ဖြစ်ဖြစ်သူလည်းအကျိုးရှိလာမှာပဲသူတို့လည်းဒီမှာစီးပွားရေးခဏနေရှိလာမယ်ကူလူရောင်းနိုင်ဖို့အဆင်ပြေလာမယ်သူတို့ရဲ့ကြီးပွားမှုတွေကျွန်တော်တို့ရှိလည်းပဲဖိတ်ယိုကြလာမှာပဲကျွန်တော်တို့ရဲ့ကြီးပွားမှုတွေလည်းသူတို့ရှိယိုကြသွားမှာပဲဖိတ်သွားမှာပဲဆိုတော့အချင်းချင်းအပြန်လန်ကူလူဆက်ဆံမှုကနေကျွန်တော်တို့ကဒီကျွန်တော်တို့3 step ပထမ step ကဒီ military action နဲ့တွားနေရတာပေါ့နော်ဒါတိုက်ပွဲတွေပေါ့ဒုတိယ step ကကျွန်တော်တစ်သက်လုံးသက်ဖြတ်နေလို့မရလေတစ်သက်လုံးစစ်ပွဲဖြစ်နေလို့မရလေဒုတိယ step က political စကားပြောတာပါပဲအဲ့ဒီမှာ rules တွေ regulation တွေအာမခံတာတွေပေါ့နော်စောင့်ရမယ်စီးတွေတားကြတာမြင်းတွေဆွဲကြတာပေါ့နော်အဲ့ဒါမျိုးတွေရှိလာမယ်အဲ့ဒါ political ကနေမှနောက်တစ်ဆင့်ကျွန်တော်ရဲ့ ultimate goal က economic ပဲပြောချင်တာကပြည်သူလူထုအတွက်တကယ် quality ရှိတဲ့ပညာရေးစနစ်အရေးသွေးပြည့်ဝတဲ့ကျန်းမာရေးစောင့်ရှောက်မှုပြီးတော့မှကောင်းမွန်တဲ့လမ်းပန်းဆက်သွယ်ရေး administration system judicial system လုံးဝအကျင့်သက်ခြားစားမှုကင်းစင်တဲ့ administration judicial system ကနေတစ်ဆင့်ဒီ public service ဒီမှာ healthcare system ဖြစ်ဖြစ် education system ဖြစ်ဖြစ် roads land ဖြစ်ဖြစ် gate ဖြစ်ဖြစ်အကုန်လုံးပုံပွင့်လင်းလင်းနဲ့လှမ်းတတနဲ့ဒီခုလုံးကိုဆွဲခေါ်သွားနှင့်တင်သွားတဲ့regional government တခုပေါ့နော် federal unit တခုအုပ်ချုပ်ရတဲ့တခုပေါ့ကျွန်တော်တို့လည်းဒီထောင်စုပဲပြော federal ကိုအများနဲ့ contribute လုပ်နေမှာပဲပါဝင်နေရမှာပဲအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်သွားချင်တာကအဲ့ဒီစနစ်ဒီ military ပေါ့နော် armed ဒီ military တိုက်ပွဲတွေပြီးရင် politics လာမယ် politics ပြီးရင်ကျွန်တော်သွားချင်တာက economics ပဲအဲ့လိုမျိုးပေါ့အဲ့ဒီအဆင့်ထိရောက်သွားချင်တာကျွန်တော်တို့ကစစ်ကောင်စီပြုတ်ကြပြီးရောစစ်ကောင်စီတင်ပြီးရောပေါ့နော်တိုက်ပွဲတွေဟိုဆိုစစ်ကောင်စီတက်နေရန်ပြီးရောပေါ့နော်အဲ့လိုမျိုးတွေတိုက်ပွဲတွေဆင်နေရန်ပြီးရောသူတို့ကိုမုန်းတဲ့စိတ်အညှိုးထားတဲ့စိတ်နဲ့ဟိုတိုက်ခိုက်နေဟိုနာကြီးချက်ဒီအညှိုးတေးတွေနဲ့ပေါ့နော်တိုက်ခိုက်နေချင်တာမဟုတ်ပဲနဲ့ဥပမာဒီစစ်ကောင်စီအနေနဲ့နိုင်ငံရဲ့ချင်းတဲ့အကုန်လုံးပြန်လွှတ်လိုက်မယ်နော်ဟိုသူတို့ရဲ့ဟိုလုတ်ပုံကံပုံအကုန်လုံးပြောင်းလဲလိုက်မယ်နိုင်ငံတကာဟိုမီဒီယာတွေကစောင့်ကြည့်လက်တော့အကုန်လုံးဝန်ခွင့်ပြုလိုက်မယ်ဆိုတော့ genuine change ပေါ့နော် system change ဒီ genuine ဟို progress တွေဘာတွေလုပ်တယ်ဆိုရင်သူတို့နဲ့ကျွန်တော်တို့ပေါင်းဖို့စင်တယ်ပဲတ
တကယ်တရားမျှတမှုပွင့်လင်းမြင်သာမှုမှန်ကန်မှုပေါ်မှာအခြေခံတဲ့ institution တွေနဲ့ဖြစ်လာဖို့ပဲလေအဲ့လိုမျိုးပေါ့ အခုဆိုရင်ဒါကိုရောမှန်ပြောပြထားတာလေးကိုနားထောင်ခဲ့ရတာပဲဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်အနေနဲ့ဘယ်လိုမျိုးအကြောင်းအရာတွေပါမလဲဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘယ်လိုမျိုးအခြေအနေတွေကိုကျွန်တော်အနေနဲ့တင်ဆက်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးနိုင်မှုအတွက်ကျွန်တော် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်အားလုံးပဲလုပ်ထားကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်ဆောင်ကြမယ်